တက်ခင်မိနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေတင်လေးတမို့ထားစီဒီဘငါတင်နေထောင်စမခွဲခွာသူအလုံးနဲ့အနည်းဆုံးမှာပါမြန်မာနိုင်ငံမှာ2014ကလေကြောင်းရေကြောင်းကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုတွေလုပ်ပေးနေတဲ့ American ခြေစိုက် United Parcel Service UPS ဟာမြန်မာနိုင်ငံမှာဝန်ဆောင်မှုလုပ်ငန်းတွေတိုးချဲ့တော့မယ်လို့မေ21မှာကြေညာလိုက်ပါတယ်။1908ခုနှစ်ကလေးကနေစတင်ခဲ့ပြီးအခုလက်ရှိဝန်ထမ်း၄သိန်းခန့်နဲ့လဲပတ်နေတဲ့ UPS မြန်မာနိုင်ငံမှာတိုးချဲ့လိုက်တဲ့ဝန်ဆောင်မှုတွေကဘာတွေလဲ။ကမ္ဘာနိုင်ငံပေါင်း220ကျော်မှာကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေလုပ်နေတဲ့ UPS ဟာမြန်မာနိုင်ငံမှာပြီးခဲ့တဲ့ဩဂတ်စ်လကတည်းကဝန်ဆောင်မှုတွေစတင်ခဲ့ပြီးအခုတော့အမြန်ချောပို့ဝန်ဆောင်မှု Express Delivery နဲ့ Contract Logistics ဝန်ဆောင်မှုတွေတိုးချဲ့သွားမှာပါလို့အာရှပစိဖိတ်ဒေသတောင်အာရှဆိုင်ရာဥက္ကဋ္ဌ Jim O'Gara ကစူလီရှန်ဂရီလာမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။မြန်မာနိုင်ငံမှာ UPS ကတိုးချဲ့လိုက်တဲ့ Express Delivery နဲ့ Contract Logistics ဝန်ဆောင်မှုတွေအသုံးပြုပြီးနိုင်ငံရခြားမှာနေထိုင်နေတဲ့မိသားစုဝင်တွေကိုကုန်စည်ပစ္စည်းတွေပို့နိုင်မှာဖြစ်တဲ့အပြင်စီးပွားရေးလုပ်ငန်းတွေအတွက်လည်းလုပ်ငန်းဆိုင်ရာချက်လက်တွေကိုနိုင်ငံခြားကုမ္ပဏီတွေစီအချိန်တူတူနဲ့ပေးပို့နိုင်မှာဖြစ်တယ်လို့ UPS နဲ့ပူးပေါင်းလုပ်ကိုင်နေတဲ့ United Courier Service ကဦးထင်လင်းကရှင်းပြပါတယ်။ကျွန်တော်တို့ပြီးတဲ့ဒီဝန်ဆောင်မှု၃မျိုးလောက်ရှိပါတယ်။ဒီမျိုးကတော့ကျွန်တော်တို့အမြန်ချောစာပို့ပါ။အဲဒီအမြန်ချောစာပို့ကမ္ဘာနိုင်ငံတွေကိုကမ္ဘာနိုင်ငံတွေအားလုံးကိုပို့လို့ရပါတယ်။ကမ္ဘာနိုင်ငံတွေအားလုံးကနေပြီးကမ္ဘာနိုင်ငံမှာရှိဒီလူတွေကျွန်တော်စီးပွားရေးသမားတွေကိုကျွန်တော်ပို့လို့ရပါတယ်။ဒုတိယတစ်ခုကတော့ကျွန်တော်တို့ဒီဝန်စီပို့ဆောင်ပေးနေတာမှာ freight forwarding အဲ့ဒါကတော့ကျွန်တော်တို့ဒီလေကြောင်းပဲဖြစ်ဖြစ်ဒီကြောင်းပဲဖြစ်ဖြစ်ဒီပစ္စည်းတွေကိုမြန်မာနိုင်ငံတွေကကမ္ဘာကြီးလိုမြန်မာနိုင်ငံကိုပို့ပေးပါမယ်။နောက်ဝန်ဆောင်မှုတစ်ခုကတော့ကျွန်တော်တို့ဒီပစ္စည်းတွေကိုကျွန်တော်တို့ရဲ့ဂိုဒေါင်တွေမှာထားပြီးတော့လိုအပ်တဲ့အခါကျမှလိုအပ်တဲ့နေရာကိုပို့ပေးဝန်ဆောင်မှုပါ။ကျွန်တော်တို့ဒီ contract logistics service ကိုခေါ်ပါတယ်။စီးပွားရေးပိတ်ဆို့မှုတွေအတန်အသင့်ရော့ကျလာပြီး UPS လိုကုမ္ပဏီတွေမြန်မာနိုင်ငံကိုဝင်ရောက်လာနိုင်တာဟာကိုယ့်ရဲ့အလုပ်အတွက်လိုအပ်တာတွေကိုနိုင်ငံတကာကနေမှာယူနိုင်တော့မှာမို့ပြည်တွင်းကအသေးစားလုပ်ငန်းတွေအတွက်အကျိုးရှိစေမှာပါလို့ပြောပါတယ်။ UPS နေနဲ့ကုန်စည်တွေကိုလေကြောင်းရေကြောင်းကနေတဆင့်ပေးပို့ပေးတဲ့လုပ်ငန်းကိုမြန်မာနိုင်ငံမှာ2014ဩဂတ်စ်ကလေးကစတင်ခဲ့တာဖြစ်ပြီးအပြည်ပြည်ဆိုင်ရာအမြန်ချောပို့လုပ်ငန်းကိုမတ်လဇန်ကလေးကစတင်လုပ်ခဲ့တာဖြစ်ပေမဲ့လည်းလုပ်ငန်းတွေအခြေကျသွားမှအခုလိုမိတ်ဆက်ခဲ့တာဖြစ်တယ်လို့ဦးထင်လင်းကဆိုပါတယ်။ဒီဆိုင်ရာအမြန်ချောလုပ်ငန်းကိုမတ်လဆန်လေးစပါလေ။လုပ်ငန်းတွေရောစတင်နေပါပြီ။အခုချိန်မှာလုပ်ငန်းတွေချောမှုဒီတက်သွားတဲ့အချိန်တော့ကျွန်တော်ဒီမီဒီယာလောင်းချလုပ်တာဖြစ်ပါတယ်။ဒီ freight forwarding ကုန်စည်ပို့ဆောင်တဲ့လုပ်ငန်းတွေကတော့မနှစ်ကဩဂတ်စ်လကနေကျွန်တော်စတင်နေဖြစ်ပါတယ်